တနေ့ကိုဖုန်းပဲပြောနေတာလုံးမလုပ်တော့ဘူးလား ဟယ်လိုကိုဒီရုံရောက်ပြီနော်ဝတ်လည်းစားရှင်ကမရောက်သေးပါဘူးကိုကစားနေပြီလားဘာနဲ့စားရလဲဒီကဘာနဲ့စားမှမသိဘူးကိုလာပို့ပြီးမှလားဟယ်လိုကိုအိမ်မှာခေါင်းလျှော်ရေးကုန်နေမှလားအဲ့လေဘေယူရှိကခေါင်းလျှော်ရေးပဲကိုတက်ယူလိုက်ခဲ့ပြီမယ်နော်ဒီအိမ်မှာလည်းအဲ့ပဲတုံးနေရဆိုတော့ကိုဘယ်လိုဘိုက်ဒီအောင်လား ဟယ်လိုကိုဘယ်လိုတနေကုန်အလုပ်တွေပဲလုပ်နေရတာတင်တန်းလိုက်တာလုပ်တော့မလုပ်ချင်တော့ဒီကကိုကလေးလေးပဲလုပ်ချင်တာဟုတ်တယ်ရုံးကတင်ရသေးပါဘူးကွာကြီးရဟုတ်တယ်နင်ငါခိုင်းတဲ့လုပ်တွေပြီးပြီလား ကိုခဏလေးနော်ဟုတ်ကြပြီပြ တနေ့ကိုဖုန်းပဲပြောနေတာလုံးမလုပ်တော့ဘူးလား ခဏလေးနော်ကြပြီကိုဒီမှာလေပြို့ဂျာကြီးလာဆုံးနေတာအပြင်ပြောရရမယ်